ကဘာကိုဘသူဖန်ဆင်းလဲကျယ်ရီလာတွေတက်ရှိတွေနဲ့လောကလူတွေဘလို့အစာပြုအဆုံးတော့ဘလို့ရှိမယ်ပိုင်ဆိုင်တာတွေအလုံးစုံတစ်ချိန်မှဆုံးခွာသွားရမယ်ဆိုဘယ်စီကိုရောက်ကြမယ်အပြေရှာမလွယ်လောကရဲ့တဲ့လူတွေအားလုံးလောကရဲ့တဲ့အချိန်တန်ရင်အိမ်အပြန်လန်းခီးဘယ်စီမှမသိခဲ့လေတော့အနေစာတရားရဲ့အနာယူဆိုမမှုအောင်မှာစင်ကြင်စရာအမှန်တရားတို့လိုက်ရှာမယ်ဒီပုံရှိမယ်ထင်တာလေးတွေတစ်ဖက်သက်ဆိုလဲနှုတ်စိတ်ဝန်ခံနေရခြင်းထက်တရားကိုမှန်ကိုရှာရမယ်ပိုင်ဆိုင်သူဟာရှိမယ်အလိုလျောက်သဘောတော်ဖြည့်ပြတ်မလာဘူးဒါကြောင့်လဲအချွေးမရှိအဖြေကိုလိုချင်တယ်ကယ်တင်ရှင်ယေရှုဖျားဤယုံကြည်သူတွေ့ရှိနေသောနောက်ထွားကလေးနဲ့အထီးအကျွေးမရှိအနေစာသာကိုအချိန်တန်ရင်အိမ်ပြန်လာရောက်ပို့လေပြီချိန်တန်ရင်အိမ်အပြန်လန်းခီးဘယ်စီမှမသိခဲ့လေတော့အနေစာတရားရဲ့အနာယူဆိုမမှုအောင်မှာအချိန်တန်ရင်အိမ်ပြန်လာလေစောင်းနေမယ်အချိန်တန်ရင်အိမ်ပြန်လာလေ